ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာဟာတာအော်ဒီယိုမှကြိုဆိုပါတယ်ယခုတင်ဆက်မှာကဝိညာဉ်လောကတစေတည်းကြောက်မဖွယ်ဇလန်းလေးတွေတင်ဆက်ဖို့အချိန်ကြာရောက်လို့လာပါပြီကျွန်တော်ကိုဖြိုးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာလာပါဇလန်းလေးရဲ့နာမည်ကကန်ကြီးထိုက်သူလို့အမည်ရပါတယ်ဒီဇလန်းလေးကဖုန်းကြီးတစ်ပါးပြောပြတဲ့ဖြစ်ရမှန်ဇလန်းလေးဖြစ်ပါတယ်စာရေးဆရာဒီမိုးမိုးကိုအထူးပင်ကျေးဇူးတင်ပါခင်ဗျာကန်ကြီးထိုက်သူမိုက်ခွဲကွာတတိရှိတဲ့ကောင်ထွက်လာခဲ့ကြောက်သွေးပိုင်းဖောက်ထုတ်ပြလိုက်မယ်သွေးကြောင်ရင်ဘေးရှောင်နေလိုက်သွေးကျရင်ဘေးဖယ်နေဒီတန်ကတော့ရွာနောက်ပိုင်းအရက်ဆိုင်ကမိုက်ခဲရဲ့စိန်ခေါ်တာမှာမိုက်ခဲမူလိုက်ရင်ပတ်ရမ်းတာတရွာလုံးအတိမှုအားလုံးကစကန်နဲ့ရန်ဆဲရှောင်သွားကြလေသည်ဒီရွာမှာတော့ထောင်ထွက်မိုက်ခဲကိုမတိသူမရှိပဲအမြဲတမ်းစူးပေတေကရန်လိုနေတတ်သည်မိုက်ခဲတို့နေတော့ရွာကလေးသည်မြို့နှင့်ချောင်းသာချသည်ထိုချောင်းထိပ်ရွာအဝင်လမ်းမှာတော့ဖုန်ကြီးကျောင်းပြက်တစ်ခုရှိလေသည်မိုးရင်ကာလရာသီဥတုကြည်လင်နေသောနေ့တစ်နေ့တွင်ဖုန်ကြီးတစ်ပါးသည်ထိုကျောင်းပြက်သို့ရောက်လာလေသည်ထိုဖုန်ကြီးကျောင်းပြက်ထဲရောက်ပြီးမကြခင်မှာပင်မိုးကြီးတဲ့တီးထန်စွာရွာသွန်းလိုက်ရာကျောင်းပြက်ပတ်ဝန်းကျင်တွင်အတော်တန့်ပြန့်သွားလေသည်ဘုန်းကြီးကထိုကျောင်းတွင်ကျောင်းထိုင်သည်ကျောင်းပြက်သည်ဖရာတရားတန်များဖြင့်တဖန်အသက်ပြန့်ဝင်လာသည်ကြီးစီတန်တလွင်ကြားလာရသည်နောက်ရက်များတွင်ဘုန်းကြီးသည်ရွာထဲသို့စွန့်ခွန်ကြွလာရာအမတန်ကြည်ညိုစရာကောင်းသောအသွင်ပြင်ကြောင့်ရွာထဲကလူများစွန့်လောင်းကြသည်မှာတပိတ်ပင်ရှံထွက်သွားလေသည်ထိုဘုန်းကြီးကျောင်းပြက်သို့ပြန်ကျသွားရတဲ့ဘာသာတရားကိုင်းဆိုင်သောရွာထဲမှမြင့်မောင်ဦးစီးသောလူငယ်များသည်လိုက်ပါသွားလေသည်မြင့်မောင်ကရွာ၏တာရီနှာရီတွင်တက်ကြွစွာကူညီတတ်လေသည်မြင့်မောင်တို့အဖွဲ့ကဘုန်းကြီးကျောင်းပြက်လိုက်သွားကဘုန်းကြီးလိုအပ်တာများကူညီလုပ်ပေးပြီးမှပြန်လာကြလေသည်ဘုန်းကြီးကျောင်းရောက်လာပြီးကတည်းကသူတို့ရွာသည်စီကားတိုးတက်လာသည်ဘုန်းကြီးကတရားအားထုတ်နေလူနာများအားဆေးကုပေးသည်ဘေရင်ပညာလက်တက်ရတရားပေးသည်မှာအလွန်စွမ်းထပ်ပေသည်ထို့ကြောင့်ဘုန်းကြီးသတင်းသည်နေ့ချင်းညချင်းကြီးသွားကရွာနေ60သာမကမြို့ကလူများပင်ရောက်လာလေသည်ဘုန်းကြီးသတင်းကြီးပုံကရန်ကုန်မြို့ကြီးပြကြီးမှလူများပင်ပါလာလေသည်ထို့ကြောင့်ရွာမှလူများကဘုန်းကြီးစီလာသောလူများအားချောင်းကူကရုလေးများဆွဲကစီးပွားဖြစ်နေကြသည်ထိုအခါဘုန်းကြီးကျောင်းပြုပြင်ရန်မြင့်မောင်နှင့်ရွာလူကြီးများခေါင်းချင်းဆိုင်ကတိုင်မီနေကြသည်မြင့်မောင်ပိုင်သောလဲခွက်ထဲတွင်နှစ်ချို့ကျုံးမင်ကြီးတစ်ပင်ရှိသည်ထိုကျုံးမင်ကြီးသည်လူနှစ်ဖက်စာလောက်ကြီးကလဲခွက်နှစ်ခွက်ကြားသို့ရောက်နေသည့်မြင့်မောင်ကထိုကျုံးမင်ကြီးအားခုတ်ကာဘုန်းကြီးကျောင်းစောက်တဲ့အထက်ထဲ့ရန်တိုင်ပင်သည်ခတ်တာကမြင့်မောင်နှင့်ဘေးချင်းကလေသည်မိုက်ခဲလေဖြစ်ကကျုံးပင်တစ်ဝက်ကိုသူ့ပိုင်သည်ဟုဆိုထားသည်ထို့ကြောင့်မြင့်မောင်နှင့်ရွာလူကြီးများကကျုံးပင်တစ်ဝက်ပိုင်သောမိုက်ခဲထံအလှခံထွက်လာကြသည်ကျုံမလူနိုင်ဘူးဒီပင်ကိုရောင်းဖို့မြို့ကပွဲသားကိုအပ်ထားတယ်ငွေမျိုးမြတ်ရမယ့်ကိစ္စကိုဘယ်ကရောက်လာမှမသိတဲ့ဖုန်းကြီးကိုလှူရမလားမြင့်မောင်မင်းလူတွင်ကျလောက်တာနည်းနည်းတော့များနေပြီငါ့ကိုလာပြီးလူတွင်ကျလာမလုံးနဲ့မရဘူးမင်းဖုန်းကြီးကသူများမလှူခြင်းနာအတင်းလှူခိုင်းနေငါကိုယ်တိုင်ဝါချုံနဲ့ရင်ဝထိုးပြီးတက်ပြစ်မိုက်ခဲစကားကြောင့်မြင့်မောင်နဲ့ရွာကလူငယ်များကမခံမရနိုင်ဖြစ်ကမိုက်ခဲအားထိုးမယ်ကြိတ်မယ်နဲ့
ရန်ဖြစ်ကြရာလူကြီးများကဝိုင်းဆွဲကြရလေသည်မိုက်ခဲတို့မိုက်လိုက်ပုံကဒီမှတင်ရက်မသွားပြီဒီနေ့တွင်အရက်မူလာသောမိုက်ခဲနှင့်ဖုန်းကြီးတို့လမ်းမှာဆုံကြရာမိုက်ခဲကဒီမှာဖုန်းကြီးကြောင်းပြင်မယ်ဆိုပြီးကျုပ်ကျွန်းမင်းကိုလာမျက်စောင်းမထိုးနဲ့ဝါကျွန်းနဲ့ရင်ဝါကိုထိုးလိုက်လို့ထုတ်ချင်းပေါက်သွားမယ်ကိုဘာသာအေးစင်းနေတကားမှားနေပြီဖုန်းကြီးအလိုမခံပါဘူးဒီเจ้าကဖုန်းကြီးပိုင်နဲ့ကြောင်းလည်းမဟုတ်ပါဘူးတကားတို့ရွာမှာပဲတင်းတင်းတက်တက်ကြံခဲ့မှာပါကျောင်းဆောက်လူတဲ့အလှူဟာအင်မတန်ကုသိုလ်ရပါတယ်ကြုံနားမလဲဘူးစိတ်မဝင်စားဘူးမိုက်ခဲလည်းမူးမူးနဲ့အကုသိုလ်များယူကာဒီကြီးတရိုင်ဖြင့်ထွက်သွားလေသည်တရက်မှာရွာမလူများစုကာတောင်ပေါ်သို့လဲများဖြင့်ထင်းခုတ်သွားကြလေသည်မိုက်ခဲလည်းထင်းခုတ်လိုက်သွားလေသည်ထင်းခုတ်သွားရတဲ့တောနတ်ထဲညအိတ်သွားကြသည်မို့လူစုကသွားကြခြင်းဖြစ်သည်ရွာတလေးရတဦးတွင်တဦးကူညီနိုင်အောင်ဖြစ်သည်နောက်တနေ့မှာတော့ထင်းခုတ်သွားသောရွာကလူများပြန်လာရာညနေအတော်စောင်းနေပြီနေမင်းသည်လည်းအနောက်ဘက်သို့ဝင်ရန်တာဆူနေပြီထိုချိန်တွင်မိုက်ခဲရဲ့ထင်းလဲသည်နောက်ဆုံးမှလိုက်ပါလာရာရွာထိပ်ကဝယုံတော်နာအရောက်တွင်နွားနှစ်ကောင်သည်ရုတ်တရက်ရိုးရင်းဆန်ခတ်ဖြစ်နေတာမို့မိုက်ခဲလဲလှဲပေါ်မှမတ်တက်ရက်ကနွားနှစ်ကောင်ကိုထိန်းလေသည်မိုက်ခဲကျိန်တန်ကြောင့်နွားနှစ်ကောင်သည်ကစုံပေါက်နေကမိုက်ခဲသည်လမ်းပေါ်မှလှဲပေါ်မှအရှိန်မထိန်နိုင်ပဲဝယုံတော်တဲ့သို့ပြုတ်ကျသွားလေသည်ထိုအခါခက်ဆွေဆွေခုတ်ထားသောဝါငုတ်ကိုတစ်ခုပေါ်သို့ကျသွားကဝါကျုံသည်မိုက်ခဲရင်ဝမှထုတ်ချင်းပေါက်ထွက်သွားကနေရာတွင်ပွဲချင်းပြီးတေဆုံးသွားလေသည်ရွာတဲကလူများလည်းမိုက်ခဲပြစ်ကိုကြည့်ကဖုန်ကြီးအားစော်ကားပြစ်မှမိသည့်အတိုင်းဖြစ်၍သူပြောသည့်အတိုင်းမိုက်ခဲတေပုံအားပြောမဆုံးအောင်ရှိနေသည်ရွာပြင်းနှင့်အစိမ့်တည်သွားသောမိုက်ခဲအလောင်းအားရွာကလူများကရွာထဲမသွင်းပဲရွာပြင်းတွင်ဝါကပ်ဖြင့်အလောင်းပြင်ထားသည်ရွာကလူများလည်းတိတ်ပြီးကြည်မရပေမဲ့နာရေးဆိုတော့အလောင်းအောင်ဝိုင်းဝန်းကူညီပေးကြသည်ထိုညကဘုန်းကြီးကျောင်းအပြင်ဘက်တွင်ခိုးတွေဥလိုက်ဟောင်းလိုက်သည်နှင့်စူညံနေသည်ရွာတင်းချိုင်းမှဆွဲငယ်ဥသောခွေးတုပ်ကြောင့်လည်းအလောင်းနာလူသိပ်မရှိတော့ပေနောက်ညတွင်ဘုန်းကြီးကကျောင်းရှိတွင်ရှိနေစဉ်အမောင်ထဲမှအရှင်ဘုရားတပည့်တော်ကိုကယ်ပါဦးဘုရားဘယ်သူလဲတပည့်တော်မိုက်ခဲပါဘုရားထို့သို့ပြောပြီးဘုန်းကြီးရှိသို့မိုက်ခဲသည်ပေါ်လာလေသည်ထိုအခါမိုက်ခဲရောမှထုတ်ချင်းပေါက်ဖြစ်ကဝါချုံတစ်ချောင်းစိုက်ဝင်နေလေသည်ထိုတန်ရာမှသွေးများစီးကျနေကမချိမဆက်ဝေဒနာခံစားရသောမျက်နှာကြီးနှင့်ဖြစ်သည်ဘုန်းကြီးလည်းစင်မကောင်းဖြစ်သွားကအမျှဝေ၍အပြစ်အလုံးခွန့်လွတ်သည်ပြောမှပျောက်သွားလေသည်မိုက်ခဲရက်မလဲခင်တရက်မှာတော့ရွာထဲကမိန်းမတယောက်ဝင်ပူးကဘုန်းကြီးကျောင်းဆောက်ရန်သူပိုင်သောကျွန်းပင်တချမ်းအားလှူပေးရန်ပြောသောကြောင့်သူ့မိသားစုကဘုန်းကြီးကျောင်းအားပင့်ကဘုန်းကြီးကျောင်းတွင်ဘုန်းကြီးအားသူရက်လေတွင်လှူပေးလိုက်လေသည်ဘုန်းကြီးလည်းမိုက်ခဲအားခေါ်ကအမျှပေး၍ကျွန်းပင်တချမ်းအားလှူရသောကောင်းမှုအားရည်စက်ချတာရုခေါ်ခိုင်းရဲလေကိုကောင်းမွန်စွာဆောင်ရွက်ပေးလိုက်လေသည်ထို့နောက်တွင်တော့မိုက်ခဲတရေ6တန်မကြားရတော့ပါဟုတ်ကဲ့ပြီးပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်